ဒုတိယကမ္ဘာစစ်တွင်ကမဟာမိတ်လင်တွေလက်ချက်နဲ့ကြာဆုံးသွားခဲ့တဲ့ဂျပန်စစ်သားတယောက်ဟာသူတည်ဆုံးခဲ့တဲ့မြန်မာနိုင်ငံကရွာသူရွာမှာမိန်းကလေးတယောက်အဖြစ်လူဝင်စားပြီးပြန်လည်မွေးဖွားလာမယ်ဆိုရင်တင်ယုံကြည်နိုင်မလားသူမအသက်၄နှစ်အရွယ်မှာလေယာဉ်တန်းကြားရင်ကြောက်သက်ပြီးငါ့ကိုဂျပန်ပြည်ပြန်ပို့ပေးပါလို့ငိုယိုတောင်းဆိုခဲ့တဲ့မတ်တင်အောင်မျိုးရဲ့ထူးဆန်းတဲ့ဖြစ်ရပ်မှန်ဟိုးလေးတကြော်ဖြစ်ခဲ့ပါတယ်ဒီလိုလူမျိုးတူချင်းလူဝင်စားတဲ့ဖြစ်ရပ်တွေဟာကျွန်တော်တို့မြန်မာတွေအတွက်တိတ်ပြီးမထူးဆန်းတော့ပေမဲ့တိုင်းတစ်ပါးသားဝင်စားတဲ့ဖြစ်ရပ်တွေကတော့ရှားပါလာပါတယ်လူဝင်စားတွေအကြောင်းလေ့လာနေတဲ့နိုင်ငံတကာပညာရှင်တွေတောင်မတင်အောင်မျိုးရဲ့လူဝင်စားဖြစ်ရပ်ကိုလာရောက်လေ့လာခဲ့ကြပါတယ်ဒုတိယကမ္ဘာစစ်အတွင်းကကျွန်တော်တို့မြန်မာနိုင်ငံဟာဂျပန်တွေအင်္ဂလိပ်တွေရဲ့ကျူးကျော်သိမ်းပိုက်ခြင်းကိုတလဲစီခံခဲ့ရပါတယ်ကျေးလက်ဒေသတွေမှာဆိုရင်လည်းဂျပန်စစ်သားတွေရဲ့စိုးသွမ်းမောက်မာမှုတွေကိုမြန်မာပြည်သူတွေခံစားခဲ့ရပါတယ်ဒီလိုအရာတွေရှိနေပေမဲ့လည်းမြန်မာပြည်သူတွေကတော့အဲ့ဒီဂျပန်စစ်သားတွေကိုကောင်းမွန်စွာပြန်လည်ဆက်ဆံခဲ့ကြပါတယ်ဒီဇလန်ကတော့မြန်မာစစ်မြေပြင်မှာဂျပန်စစ်သားတယောက်တည်ဆုံသွားပြီးမြန်မာမိန်းကလေးသူအဖြစ်လူပြန်ဝင်စားတာကိုပြောပြမဲ့ဇလန်ပဲဖြစ်ပါတယ်ဒီဖြစ်ရပ်ဟာမှန်တကယ်ဖြစ်ခဲ့တာဖြစ်ပြီးလူဝင်စားတွေကြောင့်လေးလာတဲ့သိပ္ပံပညာရှင်တွေရေးသားထားတဲ့စာတမ်းများစွာလည်းရှိခဲ့ပါတယ်ကဲဒီအကြောင်းကိုဆက်သွားကြပါမယ်ဒုတိယကမ္ဘာစစ်အတွင်းကမြန်မာနိုင်ငံမြောက်ပိုင်းနထိုးကြီးမြို့နယ်မှာရှိတဲ့ရွာတရွာရဲ့လမ်းဘေးမှာဈေးရောက်တဲ့ဒေါ်အေးတင်ဆိုတဲ့မြို့သမီးတူရှိခဲ့ပါတယ်သူမမှာမတ်တင်အောင်မျိုးဆိုတဲ့ငယ်ဆုံးသမီးတစ်ယောက်လည်းရှိပါတယ်ဒေါ်အေးတင်ဟာမတ်တင်အောင်မျိုးရဲ့ကိုယ်ဝန်ကိုလွှဲထားရတော့က9ရက်ကနေ10ရက်ချားစီအိမ်မက်3ချိန်မှတ်ခဲ့ပါတယ်အဲ့ဒီအိမ်မက်ထဲမှာရက်ပူပူကင်တူတူနဲ့စစ်သားတစ်ယောက်ဟာသူမနောက်လိုက်လာပြီးသူ့ယောက်ျားနဲ့ဒေါ်အေးတင်တို့အိမ်မှာနေပြရစီဆိုပြီးလိုက်ပြောခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီဂျပန်စစ်သားဟာဘောင်းမီတိုကိုဝစ်ဆင်ထားပြီးအပေါ်ပိုင်းမှာအင်ကြီးဝတ်မထားခဲ့ပါဘူးနောက်ပိုင်းအဲ့ဒီစစ်သားနဲ့နီးကပ်လာတဲ့အချိန်မှာတော့သူနဲ့ရင်းနှီးတဲ့ဂျပန်စစ်တပ်ထဲမှာထမင်းဟင်းချက်တဲ့ဂျပန်စစ်သားဆိုတာသိသွားပါတော့တယ်အရင်ကလည်းဒေါ်အေးတင်ဟာအဲ့ဒီဂျပန်စစ်သားနဲ့ခင်မင်ရင်းနှီးကြပါတယ်ဘာကြောင့်ရင်းနှီးရလဲဆိုတော့ဂျပန်စစ်တပ်မှာအဲ့ဒီစစ်သားဟာဟင်းချက်ရတဲ့စစ်သားဖြစ်ပြီးဒေါ်အေးတင်နဲ့အဲ့ဒီစစ်သားဟာဟင်းတွေစားစရာတွေကိုလဲလှယ်လေးရှိကြပါတယ်အဲ့ဒီရွာနာမှာဂျပန်တွေရဲ့စီယုံချုပ်ရှိပြီးမြေထားဘူတာတကူလည်းရှိပါတယ်ဒီဟာတွေကြောင့်လဲမဟာမိတ်တပ်တွေဟာအဲ့ဒီနေရာကိုဘုံလာကျဲလေးရှိပါတယ်ညီမလေးယောက်ထဲမှာအငယ်ဆုံးဖြစ်တဲ့မတ်တင်အောင်မျိုးကို1953ခုနှစ်မှာမွေးဖွားခဲ့ပါတယ်မတ်တင်အောင်မျိုးအသက်3နှစ်နဲ့4နှစ်ကြာမှာလေရင်တန်ကြားရင်ကြောက်ပြီးပုံနေတတ်ပြီးငိုရာတွေလည်းရှိနေခဲ့ပါတယ်အဲဒီနောက်သူမအသက်4နှစ်အရွယ်မှာမိဘတွေကငိုနေတာကိုတွေ့ပြီးဘာဖြစ်လို့ငိုရာလဲမေးတဲ့အခါဂျပန်ပြည်ကိုလွမ်းလို့ငိုရာဆိုပြီးပြောပြပါတယ်သူကဆက်ပြီးတော့သူဟာဂျပန်နိုင်ငံမြောက်ပိုင်းကလာတာဖြစ်ပြီးဒီရွာမှာတာဝန်ကျပြီးမဟာမိတ်လေယာဉ်တွေကြောင့်တည်ဆုံးသွားရတာလို့ပြောပါတယ်ပြီးတော့အဲ့ဒီတည်သွားတဲ့ဂျပန်စစ်သားဟာသူဖြစ်ကြောင်းလည်းပြောပြပါတယ်မတ်တင်အောင်မျိုးဂျပန်စစ်သားဘဝအဲ့ဒီရွာမှာတာဝန်ကျတော့ကလေယာဉ်တွေဘုံလာကျဲတဲ့အချိန်သူဟာဒေါ်အေးတင်တို့အိမ်နဲ့85မီတာဝေးတဲ့ထင်းပုံနာမှာထမင်းချက်ဖို့ရှိနေခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီချိန်တုန်းကသူဟာဘောင်းမီတိုကိုဝတ်ထားပြီးပေါ်ပိုင်းအင်ဂျီပလာနဲ့ရှိနေခဲ့တာလို့ပြောပြပါတယ်အဲ့ဒီချိန်မှာလေယာဉ်ကအနှိမ့်ပြန်လာပြီးဆက်တနက်နဲ့ပြစ်လို့စီးခုံကိုကြီးမှန်ပြီးအဲ့ဒီနေရာမှာပဲတည်ဆုံးသွားခဲ့တယ်လို့မတ်တင်အောင်မျိုးကပြောပါတယ်ဒီလိုကြောက်ရွံ့တာတွေဖြစ်ပြီးနောက်ပိုင်းမှာမတ်တင်အောင်မျိုးကသူ့ရဲ့ရခင်ဘဝအကြောင်းတွေကိုဆက်ပြီးပြောပြခဲ့ပါတယ်ဂျပန်စစ်သားဘဝတုန်းကသူ့မှာကလေး9ယောက်ရှိပါတယ်အကြီးဆုံးကယောက်ျားလေးဖြစ်ပြီးဂျပန်စစ်တပ်ထဲမဝင်ခင်ဂျပန်မှာကိုပိုင်ဈေးဆိုင်ငယ်လေးလည်းရှိခဲ့ပါတယ်သူဟာဂျပန်စစ်တပ်မှာထမင်းချက်တောင်ထမ်းဆောင်ခဲ့ပြီးဂျပန်တွေဆုတ်ခွာသွားတဲ့အချိန်မှာမဟာမိတ်လေယာဉ်တွေပစ်ခတ်လို့သူတည်ဆုံးခဲ့တာလို့လည်းပြောပါတယ်သူ့ကိုပစ်သွားတဲ့လေယာဉ်တွေက American ဒါမှမဟုတ်ဗြိတိရှလေယာဉ်တွေဖြစ်နိုင်ကြောင်းနဲ့လေယာဉ်ကနေစစ်တပ်နဲ့ပစ်တဲ့အချိန်အဲဒီစစ်တပ်ကြီးတွေကလေယာဉ်တောင်ပံတစ်ဖက်စီကလာတာလို့လည်းပြောပြပါတယ်သူ့အသက်9နှစ်အရွယ်တုန်းကဆိုရင်ဟယ်ရီကောပလာတစ်စင်းသူတို့ရွာနာဆင်းလာတဲ့အချိန်မှာရွာမှာရှိတဲ့သူတွေကလေယာဉ်နားကိုသွားကြည့်ကြပေမဲ့မတ်တင်အောင်မျိုးကတော့သွားမကြည့်ရဲပဲအိမ်ထဲမှာပဲကြောက်ပြီးငုံနေခဲ့တယ်လို့လည်းပြောပါတယ်ပြီးတော့မတ်တင်အောင်မျိုးကမြန်မာနိုင်ငံရဲ့ပူတဲ့ရာသီဥတုကိုမချိုက်ပါဘူးမိုးအုံပြီးတိမ်ထူတဲ့နေ့တွေဆိုရင်သူ့ရဲ့ဂျပန်အင်ကိုလွမ်းလိရှိပြီးအသိဘွားကအကြောင်းတွေကိုပြန်ပြောပြတယ်လို့လည်းပြောပါတယ်ပြီးတော့အဲ့ဒီနေ့တွေမှာဆိုရင်ဂျပန်ကိုပြန်သွားချင်တယ်လို့လည်းပြောပြပါတယ်မတ်တင်အောင်မျိုးကအပူအဆက်ဟင်းတွေဖြစ်တဲ့မြန်မာဟင်းတွေကိုလည်းမကြိုက်တတ်ပါဘူး
သူမကအချိုများတဲ့ဟင်းတွေအုံနှုံးနဲ့ချက်တဲ့ဟင်းတွေကိုကျွေးဖို့သူ့မိသားစုကိုပြောလိရှိခဲ့ပါတယ်သူမငယ်စဉ်ကငါးဟင်းတွေကိုကြိုက်နှစ်သက်ပြီးအထူးသဖြင့်ငါးစိမ်းတွေကိုပိုနှစ်သက်တယ်လို့ဆိုပါတယ်အဲ့ဒါတွေကြောင့်ပဲသူမရဲ့အမေဟာသူမအတွက်အဆက်မပါတဲ့ကျဲဥဟင်းတွေကိုချက်ကျွေးလေးရှိရလို့လည်းပြောပါတယ်ပြီးတော့မိဖို့ချောင်းထဲမှာဟင်းကူချက်သားတွေကိုလည်းလုံးလေးလှုပ်ထားမရှိဘူးလို့လည်းပြောပါတယ်မက်တင်အောင်မျိုးကသူ့ကိုယ်သူဂျပန်လို့ခံယူထားပြီးတခါတလေဂျပန်ကိုလွမ်းလို့ငိုတာတွေလည်းရှိပါတယ်သူကြီးလာရင်လည်းဂျပန်ကိုသွားဖို့လည်းပြောတတ်ပါတယ်သူမရဲ့လက်ရှိအိမ်နာမီကိုလည်းဂျပန်ကြီးလို့နာမည်ပေးထားပါတယ်သူမငယ်စဉ်ကသူ့ဘာသူပြောတဲ့စကားတွေအခြားကလေးတွေကိုပြောတဲ့စကားတွေကိုသူ့မိဘတွေနဲ့အခြားသူတွေကနားမလည်ကြပါဘူးပြီးတော့အဲ့ဒီစကားတွေကဂျပန်စကားဒါမှမဟုတ်အခြားဘာသာစကားလားဆိုတာကိုလည်းမသိကြပါဘူးသူ့အမေကမက်တင်အောင်မျိုးဟာအသက်9နှစ်အရွယ်ထိဗမာစကားကိုမပြောတတ်ဘူးလို့လည်းဆိုပါတယ်ပြီးတော့မက်တင်အောင်မျိုးဟာမိန်းကလေးဝတ်စားကိုမွေးပဲယောက်ျားလေးဝတ်စားကိုသာဝတ်တတ်ပါတယ်သူမအသက်17နှစ်မှာမိန်းကလေးဝတ်စုံပဲဝယ်ရမယ်ဆိုတဲ့ကျောင်းစည်းကမ်းကိုမလိုက်နာပဲကျောင်းထွက်လိုက်တဲ့အထိဖြစ်ခဲ့ပါတယ်တကယ်တော့သူမမှာမိန်းကလေးဝတ်စားမရှိပဲယောက်ျားလေးဝတ်စားပဲရှိခဲ့တာပါပြီးတော့စပင်ကိုလည်းယောက်ျားလေးတွေထားသလိုအတူပဲထားပါတယ်ဒါအပြင်သူမမှာအတီသွဲတဲ့အမျိုးသမီးကြီးစားတွေရှိပြီးအမျိုးသားတွေနဲ့လက်ထပ်ဖို့ဆန္ဒလုံးဝမရှိခဲ့ပါဘူးအခြားမိန်းကလေးသူဦးနဲ့တာလက်ထပ်လူကြောင်းတာပြောပါတယ်ပြီးတော့မက်တင်အောင်မျိုးမွေးတဲ့အချိန်သူ့ပေါင်ချံမှာကြီးစံအရာလိုမှတ်သားတစ်ခုလည်းပါလာခဲ့ပါတယ်တဲ့ရွယ်ကြီးလာတဲ့အချိန်မှာတော့အဲ့ဒီအမာယောကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်လို့ဆိုပါတယ်ပြီးတော့မက်တင်အောင်မျိုးကဘယ်တန်ဖြစ်ပြီးဂျပန်စစ်သားဘဝတုန်းကလည်းဘယ်တန်တယောက်ဖြစ်ခဲ့တယ်လို့လည်းပြောပါတယ်အဲ့တဲ့လိုနဲ့မက်တင်အောင်မျိုးအသက်19နှစ်လောက်မှာသူမရဲ့ရေကင်ဘဝအကြောင်းအရာတွေကိုမမှတ်မိတော့ပါဘူးဒီတော့လေကြောက်တတ်တာတွေလည်းမရှိတော့ဘူးလို့ဆိုပါတယ်စက်တဲ့မြန်မာအစားအစာတွေကိုလည်းစားနိုင်နေပြီးသူငယ်စဉ်ကပြောခဲ့တဲ့သူကြီးလာရင်ဂျပန်သွားမယ်ဆိုတဲ့စိတ်ဆန္ဒလည်းမရှိတော့ဘူးလို့သိရပါတယ်ပြီးတော့နွေရာသီလိုပူပြင်းတဲ့ရာသီဥတုကိုလည်းနေသားကျနေပြီဆိုတာလည်းပြောပြပါတယ်ဒါပေမဲ့သူ့ရဲ့ယောက်ျားဆန်တဲ့စိတ်ကတော့ကြံရှိနေပါသေးတယ်ပြီးတော့သူမဟာယောက်ျားလေးဝတ်စားပဲဝတ်နေပြီးသူမရဲ့နာမည်ကိုမောင်သက်ခေါ်မှကြိုက်ပါတယ်သူမဟာဘယ်တော့မှလက်မထပ်ဘူးလို့သူ့အမေကိုပြောခဲ့ပေမဲ့အခုလက်ရှိမှာတော့အခြားရွာတစ်ရွာမှာအခြားမျိုးသမီးတစ်ယောက်နဲ့အတူနေထိုင်လျက်ရှိတယ်လို့သိရပါတယ်အထက်မှာပြောခဲ့သလိုမက်တင်အောင်မျိုးဟာ1953ခုနှစ်မှာမွေးဖွားခဲ့ပြီးယခု2026မှာဆိုရင်တော့အသက်83နှစ်ရှိနေပြီဖြစ်ပါတယ်သူအသက်ရှိနေသေးလားကွယ်လွန်သွားပြီလားဆိုတာကတော့ဒေတာခန်တွေနဲ့သူ့ရဲ့ဆွေမျိုးတွေပဲသိနိုင်ပါတော့မယ်မက်တင်အောင်မျိုးကိုမွေးခဲ့တဲ့အချိန်ကဂျပန်တွေမြန်မာနိုင်ငံကဆုတ်ခွာပြီးနောက်ပိုင်း10နှစ်ကြာမှသူမကိုမွေးခဲ့တာပါဒီ10နှစ်တာကာလအတွင်းမှာသူဘယ်ရောက်နေလဲဆိုတာကတော့မသိခဲ့ပါဘူးသူမှတ်မိတာကတော့သူမမွေးခင်မြန်မာနိုင်ငံမှာထမင်းဟင်းချက်တောင်ကြတဲ့ဂျပန်စစ်သားတယောက်ဆိုတာပါပဲသူမမိခင်တော်ရေးတင်ဟာအပြင်လောကမှာအဲ့ဒီထမင်းချက်ဂျပန်စစ်သားဟာတေလားရှင်လားတော့မသိခဲ့ပါဘူးဒါပေမဲ့ထူးဆန်းတာကဂျပန်တွေမြန်မာနိုင်ငံကဆုတ်ခွာပြီး10နှစ်ကြာမှအဲ့ဒီဂျပန်စစ်သားကသူတို့မိသားစုစီကိုလာဖို့အိမ်မက်မက်ခဲ့တာပါဒီလောက်ချိန်တွေကြာမှဒီလိုအိမ်မက်တွေမှတ်ပြီးဒီကလေးမွေးလာတယ်ဆိုတာတွေကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ရဲ့လောကကြီးမှာသိပ္ပံပညာနဲ့ချက်ချင်းရှင်းပြလို့မရတဲ့ထူးခြားဆန်းပြတဲ့ဖြစ်စဉ်တွေရှိနေသေးတယ်ဆိုတာကိုလက်ခံနားလည်ပေးဖို့ပဲရှိပါတော့တယ်